အာဆာဒူလာအီမန်ဂါဇာလီရဲ့ဒို့မဟုတ်ဝမ်းချန်မြန်ရှိရဲ့ခါဘက်ဒီဘက်တော်တော်ကျန်းတာဗျကျွန်တော်တို့ပွဲတွေကိုဖုန်းထဲကနေပြီးတော့ကြည့်ရတော့မှတော်တော်လေးကိုလမ်းဖို့ကောင်းနေဗျတကယ်ကိုကျန်းပါလေဆိုတဲ့ဖိုက်တာတော်မှသူ့အတွက်ပါမွားအဆင့်ပဲအဲ့တော့အာဆာဒူလာဆိုလို့ရှိရင်အခုလက်ရှိမှာအားလုံးကတော်တော်လေးကိုလမ်းနေကြပြီသူ့ရဲ့ရုပ်တစ်ပေါင်းလေးတွေနဲ့အာဆာဒူလာတကယ်ကိုဖိုက်တာအကျန်းစားကြီးပုံစံပေါက်တယ်ရုပ်ကိုကြည့်ရနေတယ်မဲ့လုံးဝအနာမကက်ရတဲ့ပုံစံမျိုးကိုကျွန်တော်တို့သူ့ရဲ့မျက်နှာမှာမြင်ရတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့အခုလက်ရှိမှာဆိုလို့ရှိရင်အာဆာဒူလာကိုဝမ်းချန်မြန်ရှိရဲ့ခါဘက်လိုတော်မှတတ်မှတ်လို့ရနေပါပြီနောင်တို့ခွန်ထော်ရာနီတို့သူထိုးသွားတဲ့ပုံစံကိုကျွန်တော်တို့ကြည့်ရနေတယ်မဲ့အာဆာဒူလာရဲ့ပညာဘယ်လောက်ထိမြင်တယ်လဲဆိုတော့လုံးဝအတိုင်းသာသိရပါတယ်ခွန်ထော်ရာနီလိုမျိုးဖိုက်တာတန်းတစ်လျှောက်မှာအလဲထိုးမခံရဘူးတဲ့ဖိုက်တာတယောက်ကအာဆာဒူလာနဲ့အတွေ့အကြမှာအလဲထိုးခံလိုက်ရတယ်ဆိုတဲ့ကနေပြီးတော့အာဆာဒူလာနဲ့အတွေ့မှာအလဲထိုးခံလိုက်ရတယ်ဆိုကြတဲ့ကအာဆာဒူလာရဲ့ပညာကိုကျွန်တော်တို့အတိုင်းသာမြင်ရပါတယ်အဲ့တော့အာဆာဒူလာကိုလက်ရှိဝမ်းချန်မြန်ရှင်မှာဘယ်ဖိုက်တာမှအလဲထိုးနိုင်မယ်လို့မထင်ပါဘူးတစ်ဖက်မှာကျန်းနေပါတယ်ဆိုတဲ့အာဆာဒူလာနီးတူရှုံးပွဲမရှိသေးတဲ့အီဒီကိုကလည်းပဲအာဆာဒူလာနဲ့တွေ့မယ်ဆိုရင်မနိုင်တော့ပါဘူးအဲ့တော့အာဆာဒူလာအနေနဲ့အခုလိုမျိုးတကယ်ကိုကောင်းလုံးတဲ့အရေးသွေးတွေကိုဘလို့လေ့ကျင့်မှုမျိုးတွေကြောင့်ပိုင်ဆိုင်ခဲ့တယ်လဲဆိုတာကျွန်တော်တို့အတွက်အတော်လေးကိုစိတ်ဝင်စားဖို့ကောင်းပါတယ်ဒါပေမဲ့ရုရှားသားတွေကရှိုးတက်တဲ့အတွက်သူတို့ရဲ့အရေးသွေးရခဲ့ပုံတွေကိုတော့မျှဝေကြမှာမဟုတ်ပါဘူးရုရှားသားတွေကပါရမီပါလာလည်းဖြစ်ကြမှာပါအဲ့တော့ပြောချင်တာတခုကရုရှားသားဖိုက်တာတွေဘာလို့ဒီလောက်တော့မှကောင်းနေရတယ်လဲဆိုတာကိုခါဘက်က UFC မှာတက်တည်ပြခဲ့ပြီးတော့အခုဆိုလို့ရှိရင်လည်း1 Championship မှာအာဆာဒူလာကတက်တည်ပြနေပြန်ပါပြီမနာလိုစရာဖြစ်စရာမရှိသလိုမုန်းစရာလည်းမရှိပါဘူးအတူယူနီးနာတာယူရမှာပါအတူယူနီးနာယူလိုက်မယ်ဆိုရင်တော့မှသူတို့လိုမျိုးလိုက်လို့ဖို့အတွက်မလွယ်တာကိုမနာလိုဖြစ်နေရင်တော့အဲ့လိုဖြစ်နေသူကဘဝမှာလုံးဝရေတိမ်နစ်သွားပါလိမ့်မယ်တချို့သောလူမျိုးတွေကအရေးသွေးရှိပြီဆိုလို့ရှိရင်မျိုးဆက်လိုက်ကိုအရေးသွေးရှိတာပါသူတို့သွားပြီးတော့ရက်တန်လို့မရဘူးတိုက်ခိုက်လောကမှာဆိုလို့ရှိရင်အဲ့ဒါရုရှားသားတွေပြောတာပါတကယ်တော့ကျွန်တော်တို့အနေနဲ့လက်ရှိမှာ1 Championship ရဲ့ခါဘစ်ကိုထပ်ပြီးတော့မြင်နေရနေတယ်ပဲတန်းပါတယ်အစားတုန်းကတော့အာဆာဒူလာကအခုလောက်ကြီးမားကြီးမဟုတ်သေးပေမဲ့နောက်ပိုင်းပို့ပြီးတော့ကျန်းလာလို့တော့အခုဆိုလို့ရှိရင်အားလုံးကသတိထားမိသွားခဲ့ကြပါပြီအဲ့တော့ကျွန်တော်တို့ကထိုင်းနေကြီးပဲစူးမိုးနေတဲ့1 Championship မှာအခုလိုမျိုးဖိုက်တာတယောက်ပါလာတော့လေ1 Championship ကိုကြည့်ရတာရိုးတော့မှာမဟုတ်ပါဘူးအာဆာဒူလာလည်းထိုင်းနေကြီးအမောက်သိမ့်နေတော့ထိုင်းနေကြောင်းမလို့စိတ်တန်ရတွေရထားတဲ့ကျွန်တော်တို့အတွက်ကလေတစ်ဖက်လမ်းကနေပြီးတော့လုံးဝပျော်ရွှင်မှုပါပဲဒါကအငုံစိတ်မဟုတ်ပါဘူးကိုရီမတရားတာခံထားလို့တစ်ဖက်မှာသူတို့ကိုမတရားပြန်လုပ်တဲ့သူတွေပေါ်လာတဲ့အခါမှာလည်းပျော်ရွှင်ရတာပါဒီလိုပျော်ရွှင်ရတာကတရားမျှတမယ်လို့ထင်ပါတယ်မျှလည်းမျှတပါတယ်အဲ့တော့ခါဘစ်တို့အဖွဲ့သားထိုင်းဘက်ခြေဆန့်လာမယ်ဆိုရင်တော့အာဆာဒူလာတို့အဖွဲ့နဲ့လုံးဝထိတိုက်တူးရတော့မှာပါအဲ့လိုအချိန်ခါကိုစိတ်ကူးယဉ်ကြည့်ရနေတယ်မြဲတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းနေပါပြီ